Hello ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ Gage Knowledge ကကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လဲကြိုဆိုတယ်ဒီနေ့မှာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကဘာကြောင့်ဆင်းရဲပြီးဘာကြောင့်ချမ်းသာနေကြရလဲဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်တယ်ဒီအကြောင်းအရာကိုတကယ်သိချင်တဲ့မိတ်ဆွေတွေကတော့ဗီဒီယိုအဆုံးထိကြည့်ပါလို့ကျွန်တော်ပြောချင်တယ်နံပါတ်1အလုပ်လုပ်ပေါ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမိတ်ဆွေတို့ကြည့်လိုက်ကျွန်တော်တို့တာမန်လူတွေကအလုပ်သွားတယ်အလုပ်ကပြန်လာရင်ဖုန်းလုံးကန်ပြီးဖုန်းပွတ်တယ်ည9:00နာရီ10:00နာရီဂိမ်းဆော့ရင်ဆော့တယ်ဖုန်းပွတ်တယ်အိတ်တယ်ကျွန်တော်တို့ထက်ချမ်းသာတဲ့လူတွေကိုကြည့်လိုက်ကျွန်တော်တို့ထက်ပိုပြီးအလုပ်လုပ်နေတာကိုမြင်ရလိမ့်မယ်အများကြီးမကြည့်နိုင်ပြလက်ဖက်ရည်ဆိုင်ပိုင်ရှင်လောက်ပဲကြည့်လိုက်မနက်3:00နာရီခွဲလောက်ကနေထားပြီးည9:00နာရီလောက်ထိလုပ်ကြတယ်ည9:00နာရီဆိုတော့အိပ်ရသေးလားဆိုတော့မအိပ်ရသေးဘူးမနက်ကျရင်ဘာတွေလုပ်မယ်ဆိုတော့စီစီရင်းနဲ့10:00နာရီ17:00နာရီမှအိပ်ရတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာပတ်ဝန်းကျင်မှာကြည့်တယ်ကျွန်တော်တို့ထက်ပိုချမ်းသာတဲ့သူတွေကကျွန်တော်တို့ထက်ပိုပြီးအလုပ်လုပ်နေတာကိုမြင်ရလိမ့်မယ်နံပါတ်1အစီအစဉ်အဲ့ဒါအရင်ရေးကြည့်တယ်ကျွန်တော်တို့တာမန်လူတွေကဘာအစီအစဉ်မှမရှိဘူးဗျာဥပမာတစ်ခုပြောမယ်ကလေးယူတာအစားအိမ်အောင်ကြတယ်ဘယ်ချိန်မှာဘလို့အိမ်အောင်ကြရမယ်ဘာညာဘာမှမသိဘူးစုပြီးဆောင်ပြီးဘာမှမရှိကလေးယူချင်တိုင်းယူတယ်မွေးချင်တိုင်းမွေးတယ်ဒီခေတ်ဒီကာလာကြီးမှာလူတယောက်ရဲ့ဈေးကပေါ့တဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့ယူချင်တိုင်းယူတယ်ချမ်းသာတဲ့သူတွေအဲ့လိုမဟုတ်ဘူးဗျအိမ်အောင်စားပြုတ်ကနေကငါတို့မှာဘာလုပ်တယ်လို့ကအရင်ကြီးဘယ်လောက်ရှိရမလဲစုမိဆောင်ရင်ဘယ်လောက်ရှိမှငါတို့ကလေးယူမယ်ဒါကြောင့်မို့ချမ်းသာတဲ့မိသားစုတွေကကလေးတွေကိုကြည့်လိုက်သူတို့မိဘတွေကသူတို့အောက်ခြေတင်အရာအားလုံးပံ့ပိုးထားနိုင်တယ်ဘာလို့လဲဆိုတော့ကိုနိုင်ဝင်မှထမ်းလို့ကျွန်တော်တို့တာမန်လူတွေကတော့အဲ့လိုမဟုတ်ဘူးယူချင်တိုင်းယူတယ်မွေးချင်တိုင်းမွေးတယ်ပြီးရင်ကလေးတွေပေါ်မှာလည်းဘာတောင်းမှမကြည်တဲ့မိဘတွေတပုံကြီးပဲအဲ့ဒါဘာလို့လဲဆိုတော့အစီအစဉ်မရှိလို့ဘာအစီအစဉ်မှမရှိလို့နံပါတ်3လေ့လာတာစောစောကကျွန်တော်ပြောသလိုကျွန်တော်တို့တာမန်လူတွေအလုပ်သွားတယ်အလုပ်ကနေပြန်လာတယ်ဖုံးပုတ်တယ်လက်ဖက်ရည်ဆိုင်ထိုင်တယ်အားလာပါတာလာပါပြောတယ်အရက်တောက်တယ်ဆိုတော့ဘာမှမလေ့လာဘူးဘာမှလည်းမသိဘူးခက်ကြီးဘာဖြစ်နေတယ်ငါတို့မြန်မာနိုင်ငံကြီးကငွေကြေးတွေဘယ်လိုဖောင်းပွားနေတယ်ဘာညာဘာမှမသိဘူးစိတ်လဲမဝင်စားဘူးအဲ့လိုမဟုတ်ချမ်းသာတဲ့သူတွေကအဲ့လိုမဟုတ်ဘူးဗျချမ်းသာတဲ့သူတွေကအမြဲတမ်းလေ့လာနေတယ်အမြဲတမ်းသင်ယူနေတယ်ငါတို့ဘာလို့တွေလုပ်ကြမလဲဘယ်စီးပွားတွေလုပ်ကြမလဲငါတို့စွန့်မိဆောင်မိရှိထားတဲ့ပတ်စံလေးပျောက်ပြတ်မသွားငါတို့ဘာတွေလုပ်ဖို့လိုလဲဘယ်စီးပွားတွေလုပ်ကြမလဲစသဖြင့်အမြဲတမ်းစဉ်းစားပြီးတော့အမြဲတမ်းတွေးတောနေအောင်မြင်ရလိမ့်မယ်ပတ်ဝန်းကျင်မှာကြည့်လိုက်ကိုယ့်ထက်ချမ်းသာတဲ့လူတွေကကိုယ့်ထက်ပိုပြီးစဉ်းစားနေတယ်ဘယ်စီးပွားရေးလုပ်ကြမလဲငွေကြေးတွေဘယ်လိုဖြစ်နေပြီဘယ်မြေတွေကဘယ်လိုဈေးတက်နေပြီကားဈေးတွေကဈေးတက်နေပြီစသဖြင့်သူတို့အမြဲတမ်းတွေးနေတယ်ကျွန်တော်တို့တာမန်စင်းရဲသားတွေကတော့ဘာမှကိုမစင်စားတာဘာမှလည်းမတွေးဘူးဗျာဖြစ်ချင်ရဖြစ်ဆိုဘဝကြီးကိုရေစုံမျောနေတာနံပါတ်4ချက်ကတော့ငွေကြေးစီမံခန့်ခွဲမှုကျွန်တော်တို့တာမန်စင်းရဲသားတွေကပတ်စံရှာတယ်သုံးတယ်ကုန်သွားတယ်ပြန်ရှာတယ်ပတ်စံရှာတယ်သုံးတယ်ကုန်သွားတယ်ပြန်ရှာဒီမှာပဲတန်တရားလဲနေတာဒါကြောင့်မလို့လေကျွန်တော်တို့ဘဝတွေကစုပ်ပြီးစုပ်ခင်မကောင်းတဲ့အချိန်မှာပို့ပြီးတော့လဲပြီးလဲမွဲပြီးမွဲဖြစ်နေတာချမ်းသာတဲ့သူတွေအဲ့လိုမဟုတ်ဘူးဗျချမ်းသာမဲ့သူတယောက်ကအဲ့လိုမဟုတ်ဘူးဒီနေ့ငါရတဲ့ပတ်စံကစားဖို့ကဘလောက်သုံးမှုကဘလောက်ငါတို့စုဘူးတွေကိုထည့်ရမယ့်ပတ်စံကဘလောက်အဲ့လိုမျိုးအမြဲတမ်းတွေးနေတာဆိုတော့1000ရတယ်ဆိုရင်3000ကိုသုံးဖို့ထားတယ်3000ကိုစားတယ်ကျန်တဲ့4000ကိုတော့စုတယ်သို့မဟုတ်2000လောက်ကိုတော့စုဘူးတွေထည့်ပြအောင်ထည့်တယ်ဗျာထည့်ထားတဲ့ပတ်စံစုဘူးတွေမှာထည့်ထားတဲ့ပတ်စံကလည်းဘယ်နေရာမှာပြန်ပြီးဘယ်ဟောက်ပြန်ခိုင်းရမလဲစဉ်းစားတယ်ဥပမာပတ်စံလေးစုထားတယ်စုလို့ရထားတဲ့ပတ်စံလေးကိုစိုက်ကားလေးဝယ်ပြီးတော့အုံနာကြီးပေးထားတာပဲဖြစ်ဖြစ်သုံးမင်းလေးဝယ်ပြီးအုံနာကြီးပေးထားတာပဲဖြစ်ဖြစ်အိုးဝေးလေးဝယ်ပြီးအုံနာကြီးပေးထားတာပဲဖြစ်ဖြစ်အကြီးပြောရရင်ကားတစ်စီးဝယ်ပြီးအုံနာကြီးပေးထားတာပဲဖြစ်ဖြစ်သူတို့စုလို့ဆောင်းလို့ရလာတဲ့ပတ်စံကိုဘယ်နေရာမှာပြန်ခိုင်းရမလဲအမြဲတမ်းတွေးနေတယ်ပတ်စံလည်းစုတယ်ကျွန်တော်တာမန်ရန်စားတွေကတော့ရှေ့ကပြောသလိုဘာမှမစုဘူးသုံးတယ်ကုန်သွားတယ်သုံးတယ်ကုန်သွားတယ်သုံးတယ်ကုန်သွားတယ်ဘာမှမစုဘူးဆိုတော့ကျွန်တော်တို့ဘဝတွေကဒုံရင်ပဲဖြစ်နေတယ်ဆိုတော့ခုကြည့်နေတဲ့မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာကျွန်တော်ရှေ့ကပြောသွားတဲ့အချက်ကလေးတွေကိုတစ်ချက်ချင်းလိုက်နာမယ်တစ်ချက်ချင်းပြင်ဆင်မယ်ဆိုရင်ကျွန်တော်တို့ဘဝကတစ်ဖြည်းဖြည်းတက်ပြီးတက်သွားမှာဖြစ်တယ်တချို့လူတွေကပြောတာရှိသေးတယ်အဖေနဲ့မေကဆင်းရဲလို့ဒါမှမဟုတ်ခေကြီးကမကောင်းလို့ဘာညာရှောက်ပြောနေတာတကယ်တော့ကျွန်တော်အမှန်တရားတစ်ခုကိုပြောပြမယ်ဗျာစိတ်တော့မစိုးကြနဲ့ဆင်းရဲလူတွေဘာကြောင့်ဆင်းရဲနေလဲဆိုရင်အဖေကရှင်းလေးဆင်းရဲတဲ့ဘဝကိုပျော်နေလို့အမှန်တကယ်ချမ်းသာခြင်းနဲ့စိတ်အမှန်တကယ်နော်ရင်နဲ့စိတ်ထဲကနေအမှန်တကယ်ချမ်းသာခြင်းနဲ့စိတ်မရှိလို့ဆင်းရဲနေတယ်ချမ်းသာမဲ့လူတွေကဘာလို့ချမ်းသာနေလဲဆိုတော့ဆင်းရဲမှာကြောက်လို့ချမ်းသာတယ်ဒါကြောင့်မလို့ပဲကျွန်တော်တို့အနားယူဖုံးပွက်နေတဲ့အချိန်မှာသူတို့ကအတကုံအလုပ်တွေလုပ်နေတာနားနေချိန်မရှိအောင်အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်နေတာပြီးတော့နောက်ချက်ရှိသေးတယ်ဆင်းရဲတဲ့လူတွေကပျော်နေတာဘာပျော်နေလဲဆိုတော့လေချိန်တိုင်းထားခဲ့ရမှာပဲဘဝကြီးကနေပျော်ရင်ပြီးပြီပျော်ဖို့ကောင်းရင်ပြီးပြီကျွန်တော်တခုပြောပြရမယ်တက်လားသေမဲ့အချိန်မှာသုံးဖို့ဘယ်သူမှရှာမနေဘူးအသက်ရှင်နေတဲ့အချိန်မှာလူအောင်မကြွရအောင်မျက်နှာမငယ်ရအောင်ကိုမွေးထားတဲ့သားသမီးလေးမျက်နှာမငယ်ရအောင်သူတို့ကိုလူများစီထားနိုင်အောင်သူတို့ကောင်းပြီဆိုတဲ့အရာတွေပေးနိုင်အလုပ်တွေလုပ်နေကြတာသေရင်သုံးဖို့ဘယ်သူမှရှာနေတာမဟုတ်ဘူးပြီးနောက်တစ်ချက်ရှိသေးရဲ့နော်ကိုသေးသွားလဲဘာဖြစ်လဲကွာငါမိသားစုအတွက်
တင်တောင်းတင်နေနေနိုင်အောင်ငါရှာထားမယ်ဆိုတဲ့စိတ်နဲ့ရှာနေကြတာဆိုတော့ကျွန်တော်မဟုတ်တာတွေနဲ့ပျော်နေဖို့အချိန်မဟုတ်တော့ပါဘူးခုခေတ်ကြီးကကျွန်တော်မိတ်ဆွေတွေတည်တဲ့အတိုင်းပဲလောက်ပျက်စီးယိုယွင်းနဲ့ငွေကြေးတွေအများကြီးဖောင်းပွားနေတာဆိုတော့ကိုရှာတဲ့ပတ်စံလေးတွေကိုစုပါပြီးတော့ခေတ်နဲ့စနစ်ကိုအမြဲလေ့လာပါစာဖတ်ပါအမှန်တကယ်ချမ်းသာခြင်းစိတ်ရင်ထဲမှာထည့်ထားပြီးအမှန်တကယ်စူးစမ်းပါလို့ကျွန်တော်မိတ်ဆွေများကျွန်တော်ပြောလိုပါတယ်အားလုံးကိုရင်းချစ်ပါတယ်ခင်ဗျာ